မိဘနေရာရောက်လာရတာလွယ်သလားလို့မေးရင်မိဘတိုင်းကခက်ခဲတယ်လို့ဖြေချမှာပါဟုတ်ပါတယ်မိဘဖြစ်လာရတာမလွယ်သလိုကိုယ့်ရဲ့ parenting ကအောင်မြင်တဲ့ parenting ဖြစ်ဖို့ဆိုတာကလည်းမလွယ်ပါဘူးမိဘတိုင်းကအမှားလုံးမိရင်ပြန်လည်ပြင်ဆင်ရင်းနဲ့ပဲဖြတ်ကျော်နေကြရတာပါအခုဒီဗီဒီယိုမှာတော့ The Secret to Successful Parenting ဆိုတဲ့ခေါင်းစဉ်နဲ့ဒေါက်တာမာရီယာမွန်တိုဆာရီရဲ့ parenting နည်းလမ်းတချို့ကိုမျှဝေချင်ပါတယ်ဒေါက်တာမာရီယာမွန်တိုဆာရီကမိဘဖြစ်လာတော့မဲ့သူတွေအတွက်ပြင်ဆင်ထားရမယ့်အချက်၄ချက်ကိုပြောခဲ့ပါတယ်ပထမဆုံးမိဘတွေအနေနဲ့ပြင်ဆင်သင့်တာကတော့ spiritual preparation လို့ဆိုထားပါတယ်ဒါကမိဘတစ်ယောက်အနေနဲ့ကိုယ့်ရဲ့ mindset ကိုယ့်ရဲ့ attitude ကိုယ့်ရဲ့ perspective ကိုပြင်ဆင်ရမှာဖြစ်ပါတယ်ဒီလိုမျိုးမိဘအနေနဲ့ spiritual ဘိုင်းကိုမပြင်ဆင်ထားဘူးဆိုလို့ရှိရင်ကလေးကိုပြုစုပြောထောင်တဲ့ကာလတစ်လျှောက်လုံးနီလန်းအမားတွေနဲ့သွားနိုင်သလိုကလေးကိုများအဖြစ်စိတ်တိုမိမယ်အော်မိမယ်ရိုက်မိမယ်စားတဲ့ပြုမှုလှုပ်ဆောင်ပုံတွေနဲ့ဖြတ်တန်းသွားရနိုင်ပါတယ်ဒါကြောင့်လေဒေါက်တာမာရီယာမော်တိုဆာရီကမိဘတစ်ယောက်ဖြစ်လာတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒေါသနဲ့မာနကိုတတ်နိုင်သမျှပယ်တတ်ထားနိုင်ဖို့လိုတယ်လို့ဆိုထားပါတယ်ကိုယ့်ရဲ့ဒေါသနဲ့မာနကကလေးကိုကိုယ်နဲ့ပို့ပြီးတော့ဝေးကွာစေသလိုကလေးကိုနားလည်နိုင်စွမ်းကိုလည်းပိတ်ကပေးပါတယ်ကိုယ့်ရဲ့ဒေါသနဲ့မာနကကလေးရဲ့သင်ယူခြင်းကိုလည်းထိခိုက်စေပါတယ်ဒါကြောင့်ကိုကဒေါသနဲ့မာနကိုရှော့နိုင်မယ်ဆိုလို့ရှိရင်ကလေးအပေါ်တုံ့ပြန်ပုံကလည်းပြောင်းလဲလာမယ်ကလေးကလည်းကိုယ့်ရဲ့အမှုအကျင့်နဲ့ကျင့်နာမှုကို absorb လုပ်ပြီးတော့ကြည်ပြင်းလာမယ်ဒါကြောင့်မို့လို့အဓိကအဖြစ်ပြင်ဆင်မှုတွေထဲမှာကိုယ့်ရဲ့ attitude ကိုယ့်ရဲ့ mindset ကိုယ့်ရဲ့ perspective ကိုအရင်ဆုံးပြောင်းလဲပြင်ဆင်ထားတဲ့နယ်လို့ဆိုထားတာဖြစ်ပါတယ်နံပါတ်2အချက်ကတော့ intellectual preparation မှာမိဘတွေအနေနဲ့ကလေးတို့ရဲ့ child development အကြောင်းကိုသိနာလည်ထားဖို့လိုပါတယ်။ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုကာလတွေမှာ4 stages ရှိတယ်ဆိုတာကိုသိနာလည်ဖို့လိုပါတယ်။နံပါတ်1အနေနဲ့မွေးစားကနေ6နှစ်အရွယ်အထိဘာတွေလှုပ်ဆောင်တတ်တယ်ဘယ်လိုမျိုး development တွေရှိတယ်အသက်6နှစ်ကနေ12နှစ်ဆိုလို့ရှိရင်ဘယ်လိုစိတ်ခံစားချက်တွေရှိတယ်ဘယ်လိုအမှုချင်းတွေရှိတယ်ဆိုတာမျိုးသိထားဖို့လိုပါတယ်။အသက်12နှစ်ကနေ18နှစ်မှာဆိုလို့ရှိရင်တော့အပြိုပေါ်ဝင်စားအရွယ်လူပြိုပေါ်ဝင်စားအရွယ်မှာသူတို့ကို emotional support ဘယ်လိုပေးရမလဲဘယ်လိုမျိုး respect ထားပေးရမလဲစသဖြင့်သူတို့ရဲ့အကြောင်းကိုသိဖို့လိုပါတယ်အသက်18ကနေ24အရွယ်မှာဘာတွေလှုပ်ဆောင်တတ်တယ်သူတို့အနေနဲ့ကလေးမဟုတ်တော့ပေမဲ့လည်းဘယ်လိုအချက်တွေကိုလိုချင်တယ်ဘယ်လိုအချက်တွေကိုတော့သတိထားပေးရမယ်မိဘတွေအနေနဲ့ဘာလေးတွေကိုတော့ဂရုစိုက်ပေးရမယ်စသဖြင့်ဒီအဆင့်လေးတွေကိုသိထားဖို့လိုပါတယ်ဒီလိုသူတို့ရဲ့ဖွံ့ဖြိုးမှုကိုနားလည်ထားမယ်ဆိုလို့ရှိရင်ကိုကမလိုအပ်ဖဲနဲ့အော်မိဟစ်မိတာမျိုးစိတ်ပူမိတာမျိုးမလိုအပ်ဖဲနဲ့ဂရုစိုက်မှုတွေအရန်ပေးမိတာမျိုးစီကံတန်းကျပ်တယ်လို့ဖြစ်တာမျိုးတွေကိုရှော့နိုင်မှာဖြစ်ပါတယ်နံပါတ်3ကတော့ technical preparation လို့ဆိုထားပါတယ်ဒီ technical preparation မှာတော့ကလေးတွေသုံးတဲ့ materials တွေရဲ့အသုံးဝင်ပုံနဲ့ဒီ materials တွေနဲ့ကလေးရဲ့ဂျာကချိတ်ဆက်မှုစတာကိုလည်းသိဖို့လိုပါတယ်ဒါအပြင်ကိုကကလေးတွေဂျာထဲမှာခေတ်စားနေတဲ့အကြောင်းအရာတွေနဲ့internet social media စတာတွေကိုလည်းနားလည်ထားဖို့လိုပါတယ်ဒီ internet social media AI တွေနဲ့အလှမ်းဝေးနေလို့မရပါဘူးနံပါတ်4အချက်ကတော့ physical preparation မှာမိဘတစ်ယောက်ဖြစ်လာတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အပြုအမူပိုင်းနှုတ်ထွက်စကားအပိုင်းဝတ်စားဆင်ရင်မှုအများနဲ့ပြောဆိုဆက်ဆံပုံအတန်တုံးစတာတွေကိုပြင်ဆင်ထားဖို့လိုပါတယ်ကိုကမိခင်တစ်ယောက်ဖြစ်လာပြီဆိုလို့ရှိရင်ခြေသေးလက်သေးညှက်ထားတာကလေးကိုထိခိုက်စေမယ့်အရာမျိုးတွေကိုကိုမှမစင်ရင်တာကအစပြင်ဆင်ထားမှာဖြစ်ပါတယ်ပြီးရင်တော့မိဘနှစ်ပါးစလုံးကကျန်းမာရေးကောင်းမွန်နေဖို့လည်းလိုပါတယ်ကိုယ့်ရဲ့အမူအရာနဲ့ကိုယ့်ရဲ့ပြောဆိုတွေအိမ်မှာဘယ်လိုပုံစံပြောဆိုသလဲအများနဲ့ဘယ်လိုပြောဆိုသလဲစတာတွေကကလေးစီကိုရောက်ရှိကူးဆက်သွားစေနိုင်တာမို့လို့ဒီအချက်တွေကိုလည်းကိုကစ조사ပြင်ဆင်ထားဖို့လိုပါတယ်ဒီနေရာမှာပညာရှင်တွေအားလုံးပြောထားကြတာကတော့ကျမတို့တွေကဘယ်လိုပဲ child development ကိုလေ့လာထားပါစေဘယ်လိုပဲစာအုပ်တွေဖတ်ထားပါစေဘယ်လိုပဲ parenting theory တွေကိုသိနေပါစေကိုယ့်ဘက်ကပြင်ဆင်မှုတွေလုပ်ထားပါစေပေါ့နော်တခါတလေမှာကျမတို့တွေကကလေးတွေအပေါ်ကိုစိတ်တုံမိနိုင်တယ်အော်မိဟစ်မိနိုင်ပါတယ်ဒါကြောင့်လည်းဒီလိုဖြစ်လာတိုင်းကိုအရန်ကြီးတော့အပြစ်မတင်ပါနဲ့ဒီလိုဖြစ်တဲ့အချိန်မှာကိုကပြန်သတိကပ်ပြီးတော့ပြင်ဆင်ဖို့အမှားနဲ့အောင်လုပ်ဖို့ပဲလိုပါတယ်ကိုကစစ်မှန်တဲ့ချစ်ချင်းမေတ္တာ
ပါတယ်။ကောင်းစေခြင်းနဲ့ဆန္ဒနဲ့ပြုစုပြောထောင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့အပြောဆိုအပြုအမူနဲ့ကိုယ့်ရဲ့လမ်းကြောင်းမှုတွေကမှန်ကန်တဲ့ဘက်ကိုပဲဦးတည်နေမှာဖြစ်ပါတယ်။မိဘနေရာရောက်လာပြီဆိုလို့ရှိရင်ကလေးကိုပင်လေးတစ်ပင်စိုက်ထားသလိုထိုင်ကြည့်နိုင်ဖို့လည်းလိုပါတယ်။အပင်စိုက်တဲ့သူကတစ်စိလေးတစ်စီကိုမြေကြီးထဲချစိုက်ပြီးလို့ရှိရင်ဒီအစိလေးကနေအပင်ပေါက်လာဖို့အတွက်လိုအပ်တာတွေကိုသူကပံ့ပိုးပေးတယ်။ရေလောင်းပေးတယ်၊နေအောင်ရအောင်ထားပေးတယ်။ရာသီဥတုပေါ်မူတည်ပြီးတော့အပင်ကိုဂရုစိုက်ပေးတယ်။ဒါကိုပဲသူကလုပ်ပေးနေတာပါ။အချိန်တန်လို့ရှိရင်အပင်လေးကသူ့ဘာသာသူရှင်သန်ကြီးထွားလာပါတယ်။အပင်စိုက်တဲ့လူကအစိကနေအမျက်ထွက်ရဲ့လားအညောင်းကရောထွက်ရဲ့လားဒီကိုရောစုပ်ရဲ့လားဆိုပြီးတော့ဒီအစိကိုမြေကြီးကနေတူးကြည့်တာဆွာကြည့်တာဒီအစိကိုဖော်ကြည့်တာမျိုးမလုပ်ပါဘူးနော်။ပြီးတော့ဘလို့နေဘလို့ထိုင်ဘလို့မနေနဲ့ဆိုပြီးတော့သူကဘေးကနေ instruction တွေပေးနေတာမျိုးကိုလည်းတွေ့ရမှာမဟုတ်ပါဘူးမိဘတွေအနေနဲ့ကလည်းတပ်ပင်ဆိုင်တဲ့လူနေရာကနေနေကြည့်တတ်ဖို့လည်းလိုပါတယ်ကိုကကလေးအတွက်ရှိတဲ့နာတွေဖြစ်တဲ့နာတွေကိုပံ့ပိုးပေးနေတယ်ဆိုလို့ရှိရင်အချိန်တန်ရင်ဒီကလေးကကောင်းမွန်တဲ့ရလဒ်တွေနဲ့ပဲပေါ်ထွက်လာမှာဖြစ်ပါတယ်ကလေးတွေကိုမိဘတွေကတခါတလေမှာဘာမှလည်းမဟုတ်ဘူးဘာမှလည်းတိုးတက်ပြောင်းလဲမလာဘူးလို့ထင်မိတတ်ကြပါတယ်တကယ်တော့လိုအပ်တာကကိုကဘေးကနေစောင့်ဆိုင်နေခြင်းပဲဖြစ်ပါတယ်ကလေးတွေကိုအမှတ်မကောင်းလို့ဆိုမိတာအတန်းပေါ်နဲ့နှိုင်းရှင်ပြီးတော့နင်ကမတော်ဘူးဆိုပြီးတော့ပြောဆိုမိတာညံတုံးလိုက်တာမတော်ဘူးမတက်ဘူးဆိုပြီးတော့ကဲ့ရဲ့မိတာပေါ့နော်စသဖြင့်အဲ့လိုတွေဘေးကနေဆူမဲ့အစားသူတို့ကို judge လုပ်မဲ့အစားငါတို့သူ့ကိုဘလို့ပံ့ပိုးပေးသင့်လဲဘလို့ကူညီပေးနိုင်မလဲသူ့မှာလွတ်လွတ်လပ်လပ်လေးလာခွင့်ရှိရဲ့လားစတာတွေကိုပြန်သုံးသပ်ကြည့်ရပါမယ်ဒေါက်တာမာရီယာမော်တက်ဆရီရဲ့ပြောစကားအရဆိုလို့ရှိရင်ကလေးတစ်ယောက်ကကိုယ်တိုင်မလုတ်ကင်ပဲနဲ့မမားဘူးပဲနဲ့မလေ့ကျင့်ပဲနဲ့ဘယ်တော့မှဆရာတဆူဖြစ်မလာဘူးလို့ပြောထားပါတယ်ကိုကကလေးရဲ့ကိုယ်တိုင်သိချင်စိတ်သင်ယူလိုစိတ်ကိုပြောထောင်ပေးရမှာပါဒါကြောင့်ကလေးကိုတိုးတက်စေချင်တယ်ဆိုလို့ရှိရင်မိဘတွေအနေနဲ့ကသူ့ကိုလှုပ်တဲ့နာတွေလှုပ်ပေးလိုက်ပါလှုပ်တဲ့နာတွေလှုပ်ပေးပြီးပြီဆိုလို့ရှိရင်သူတို့ကိုပူပန်နာတွေစိတ်မရှိတာတွေကိုလျှော့လိုက်ပြီးတော့သူတို့ရဲ့ inner teacher ကိုနေရာပေးကြည့်လိုက်ပါနော်